Hello ဒီနေ့ပေါ့နော်အိတ်လက်လာလေးတွေပြပေးမယ်ပေါ့နော်စီချွတ်ချွတ်လေးနဲ့ပြန်ပြီးတော့ရောင်းပြပါမယ်အဆုံးလေးကြည့်ပေးပါဒီအိတ်လေးဆိုလို့ရှိရင်ပေါ့နော်အသားလည်းအရင်ကအတီးတွေပါတယ်မထောက်ပေါ့နော်ကွာတဲ့သားလည်းမဟုတ်ပြီးတော့အထဲမှာအဲ့လိုအန်ပါတယ်ပြီးတော့စစ်ကလေးအရင်ကောင်းတယ်ပေါ့နော်ပြီးတော့ကြိုးရှိလဲပါမယ်ဒါလေးခန့်ကြတော့လူကြီးကန်လေးပေါ့နော်အရင်ချစ်စရာကောင်းပါတယ်အနောက်မှာအိတ်သက်စစ်ပါမယ်ပြီးရင်အတွင်းထဲမှာလည်းစစ်ပေါ့နော်နှလွားပါတယ်ပေါ့နော်ပြီးတော့ပစ္စည်းတွေအများကြီးဆက်နေပေါ့နော်ကိုင်းတော့လည်းချစ်ချစ်လေးဖြစ်ပါတယ်အရောင်လေးလည်းအရင်လာတယ်ဒါလေးဆိုလို့ရှိရင်ဖုန်းလည်းထည့်လို့ရတယ်ပြီးတော့အထဲမှာလည်းတော့နှက်ကန့်ပါတဲ့အတွက်ကြောင့်မလို့ဘယ်လိုပစ္စည်းများဆက်နေပေါ့နော်တော့အထောင်လေးလည်းဖြစ်တယ်ပြီးကျိုးရှိလဲပါပါတယ်ပေါ့နော်ဒူလေးကလည်းအယောင်လေးလည်းအရင်ချစ်ဆက်ကောင်းပါတယ်ဒါလေးကြတော့ရိုးရှင်းရှင်းပေါ့နော်အန်ဒီအများကြီးမကြိုက်ဆိုရင်ဒါလေးကိုယူပေါ့နော်ဒါလေးဆိုတအန်ထင်းနဲ့လွတ်လက်ပစ္စည်းများဆက်နေအဲ့လိုပေါ့ဂျိုင်းကန်ဂျိုင်းရဲ့အိတ်ပုံစံလေးပေါ့နော်ဒါလေးကတော့တူနော်ပွဲလေးတိုးတယ်ပေါ့နော်ရိုးရှင်းအဖြူလေးဆိုတာဘာနဲ့ဝူကန်လို့လှတယ်ပေါ့နော်အိတ်ကလေးဖြစ်တယ်သူကဖုန်းလေးဆက်နေတုံးလီမူလီပစ္စည်းလေးလည်းဆက်နေပေါ့နော်အိတ်ကလေးကြိုက်တယ်မမေ Fiber တော့မဟုတ်ဘူးပေါ့နေလာပြီးတော့မှာယူလို့ရပါတယ်မမေစီမှာလာပြီးအပိကြတဲ့အသေးတွေအားလုံးမမေလက်ဆောင်လေးတွေပါပြန်ပြီးတော့ထည့်ထားပေးပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်ရှင်အားလုံးပဲတက်တာပါ